ငါကလေးကိုငါဒုက္ခပေးသလိုဖြစ်သွားမယ်အဲ့ဒီလိုမဟုတ်ဘူးနော်ကျွန်တော်ပြောပြမယ်နော်ဒီတော့ကလေးကိုသူ့အရွယ်နဲ့သူတန်ရလေးတွေခိုင်းပေးပါနော်ဥမာဖြစ်ကလေးက6နှစ်9နှစ်ရောက်လာပြီနော်ကိုအေးကကိုသိမ့်တက်လာပြီကိုခြုံထားတဲ့ဆောင်မနဲ့ကြရင်ကိုခောက်တက်တယ်ဆိုရင်သူ့ခောက်ကိုင်းပါနော်အဲ့ဒီလိုနဲ့ကလေးနော်နည်းနည်းကြီးလာပြီနော်10နှစ်9နှစ်ရောက်လာပြီအေးကသူ့ကသူသိမ့်တက်တဲ့အရွယ်ရောက်ရင်သူသိမ့်ခိုင်းနော်9နှစ်10နှစ်ရောက်လာပြီပကံသူ့ကသူစေးတက်တဲ့အရွယ်ရောက်ရင်သူ့ကသူစေးခိုင်းနော်အဲ့လားလေးတွေလောက်ခိုင်းပါဒါတွေကိုကျွန်တော်တို့ကလေးကိုလိုက်အားမနာနဲ့ကလေးကိုချစ်စိတ်တင်များပြီးတော့အဲ့တိလေးတွေစားမခိုင်းရင်မပြောရင်မဖြစ်နဲ့နော်အဲ့ဒီလိုဘာမှမခိုင်းလုံးဝနုရွလေးထားလာတဲ့အခါကျတော့တချို့ကလေးတွေကဘာဖြစ်သွားလဲဆိုတော့တကယ်လူပြို့တွေဖြစ်သွားတယ်နော်ဘလောက်တောင်မှပြုတ်သွားလဲဆိုရင်နော်ငငယ်တွေကမိဘဘာမှမခိုင်နုရွလေးထားနော်အသက်73နှစ်14နှစ်ရောက်လာတယ်ယောက်ျားလေးသာပြောတာယောက်ျားလေးမပြီးသားတော့ပျော့နဲ့စကားပြောရင်လည်းပျော့နဲ့နော်တခုဆိုရင်လည်းမလုပ်ရဲသူလို့မကန်ရဲသူလို့မလုပ်တတ်သူလို့နော်နေရကဘာမှအဲ့လိုမလုပ်ရဲမကန်ရဲလူပြို့တယောက်ဖြစ်သွားတယ်နော်ဒါလေးပဲခလေးကိုဖျက်ဆီးလိုက်တာပဲလိစာအတဲမိတ်ဆွေညီနောင်များခင်များနော်မိန်းကလေးဆိုရင်လည်းပဲ73နှစ်14နှစ်ရောက်လာတယ်ဘာမှမလုပ်တတ်မကင်တတ်ပကံတစ်ချက်ပြောင်းမစေးတတ်နော်အသက်16 19ရောက်လာပြီးထမင်းတူမတေတတ်နော်ဆဆတာတွေအိမ်မခိုင်းနဲ့မိဖို့အင်ကြီးတစ်ထည်ကိုမိဖို့ပြန်အောင်မတိုက်တတ်အင်ကြီးကိုမခောက်တတ်နော်အဲ့တော့မခိုင်းနဲ့ဒီကလေးတွေဘာဖြစ်သွားလဲဆိုတော့အမြဲတမ်းသူများကိုမှီခိုပြီးပဲနေတတ်တဲ့ဘဝတွေကိုရောက်သွားပြီးကိုယ်တိုင်ဘာမလုပ်တတ်တဲ့အခြေအနေမျိုးဖြစ်သွားတယ်လိစာအတဲမိတ်ဆွေညီနောင်များခင်ဗျာနော်တချို့မိဘရှိတယ်နော်ခလေးကိုကြောင်းပို့ရင်စနော်လွယ်အိတ်လည်းပဲသူလည်းတည်ပေးတယ်နော်ထမင်းချင်းတောင်းလည်းပဲမိဘပဲတည်ပေးတယ်နော်မဆိုရင်အိမ်ပေါ်ကိုတည်ခိုင်းတယ်နော်ဒီတော့ခလေးသိမ့်ငယ်ရင်တော့ထားပါတော့ဗောဥမာ9နှစ်6နှစ်9နှစ်ကိုတည်ပေးတာထားပါတော့နော်ခလေးကြီးနေပြီ17နှစ်22နှစ်ရောက်နေပြီအဲ့ဒါလည်းပဲတည်ပေးတော့တချို့ရှိတယ်ခလေးဖြစ်အစိုးရကြောင့်9တန်း10တန်းရောက်သွားပြီအဲ့ဒါလည်းပဲမိဘအနောက်နေလိုက်တည်ပေးတော့ဆိုဒီကလေးလုံးဝပျော့သွားတယ်နည်းနည်းကြည့်အခုတိလေးပီစီတော့သူ့မမနိုင်တော့နော်ဘလို့ဒီကလေးဘဝမှာသူရုန်းကန်ပြီးသူရက်တည်နိုင်မလဲလိစာတမိတ်စီညီနောင်များခင်ဗျာနော်ဒီတော့တလုံးလူတယောက်ရဲ့ဘဝဆိုတာတလုံးတမတိတ်ရှိခြင်းမရှိမှာနော်ဒါကြောင့်နော်ဒီကလေးကငေတော့တိတ်ချမ်းသာတယ်မိဘအိမ်မှာနေတယ်လုံးဝချမ်းသာပြီးနေရတယ်အဲ့ဒီတိုင်တလုံးသွားခြင်းမှာသွားမှာအဲ့ဒီတိုင်တစ်ခါမိဘအိမ်မှာချမ်းသာတယ်ကိုယ့်ဘဝကိုယုံတဲ့အခါကျတော့နော်အစီမပြေမှုတွေကြုံရတယ်အရင်လိုမချမ်းသာတော့တဲ့အခြေအနေတွေကြုံရတယ်အရင်လိုအလုပ်သမားနဲ့မနေနိုင်တဲ့အခြေအနေတွေကြုံရတယ်နော်ဒီတော့ငငယ်တွေကမိဘနုရွထားတော့ဒီကလေးကြီးလာတဲ့အခါနော်ကိုယ့်ကိုဘာမှမလုပ်တတ်တော့နော်ကိုယ့်ကိုအလုပ်တစ်ခုကိုလုပ်နိုင်တဲ့အရေးအချင်းမရှိတော့လိစာ